呀， Hallelujah. ဘုရားခင်ကျေးဇူးတော်ချီးမွမ်းပါတယ် Siblu sayo ablu polo. သခင်ယေရှုရဲ့ထမြောက်ခြင်းကိုအကြောင်းပြုပြီးမှဒီနေရာမှာစုဝေးကြတယ် Yeshu Christ ge set ke khudra do pa phota le ta lo phei. ဒီနေ့ကသခင်ယေရှုထမြောက်ခြင်းကဘယ်လောက်အရေးကြီးတယ်လဲဆိုတာကိုသဘောပေါက်ဖို့လိုတယ် Ni ya I baga ba te ya la ka sa Yeshu ta ge set do mu do ke ni a read do tell le again lo. တစ်ကောအခန်းကြီး15 Dagri du set do si ye. အပိုင်ငယ်14ကိုဖတ်ချင်ပါတယ် Sabo de si lui ne. ခရစ်တော်သည်ထမြောက်တော်မမူလင်ငါတို့ဟောပြောခြင်း၌အကျိုးမရှိသင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိ Christ me de ge set ke ba do. Pasi de te lo ta ni me ta klok lo do tu su ke na ke ta me si ko ta klok lo lo. သခင်ယေရှုရဲ့ထမြောက်ခြင်းသာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ခရစ်တော်ကိုယုံတာလည်းဘာအကျိုးမှမရှိဘူး Yeshu Christ me de ge set ba phu ne pa na ka sa Yeshu Christ na ke khomyo do no mi ba. ခရစ်တော်အကြောင်းကိုလိုက်ပြောနေတာဟောပြောနေတာလည်းဘာမှအတိတ်ပဲမရှိဘူး Baha si de lo Christ ge na ke ne khomyo do no mi ba. သခင်ယေရှုရဲ့ထမြောက်ခြင်းရှိသောကြောင့်ကျွန်တော်တို့ဒီနေ့ဟောပြောခြင်းနဲ့ယုံကြည်ခြင်းကအကျိုးရှိတာဖြစ်တယ် Me lo Yeshu Christ ge set mu do ke ko pata si de lo la tini nya I ne ora blu pho. သခင်ယေရှုရဲ့လှုပ်ဆောင်ချက်ကိုပြောမယ်ဆိုရင်၅မျိုးရှိတယ်အနည်းဆုံး Ba me te ka sa Yeshu atapita ma ge ne suga ke de ora ye kha ne lo. အဲ့ဒီ၅မျိုးစလုံးမှာအရေးအကြီးဆုံးကထမြောက်ခြင်းဖြစ်တယ် La ye kha klai a red do de me la ta ge set de mu do ke lo. သခင်ယေရှုရဲ့အသက်တာကိုလေ့လာမယ်ဆိုရင်ကောင်းကင်ဘုံကနေလောကကိုကြွလာတဲ့အခါမှာသူကဘုံစည်းစိမ်အလုံးကိုစွန့်တာနံပါတ်1ဖြစ်တယ် Ba me khu de ya Yeshu de ga ge ne he ora la mu ko do ka sa Christ de ga I ne pa te ora lo la asuk mo khela ge se le mu ko ne lo wai no gi de. တကယ်တော့အဲ့ဒီခရစ်တော်ဟာဖခင်ဖြစ်တယ် Ano no Christ wai ne me ka sa yo ano အ no. ရာခရင်းကိုသူဖန်ဆင်းတယ် Te lo ta ba te khela ge se. ဘုံစည်းစိမ်ကျွယ်ဝတယ် Oh la pwa do asuk mo. သူတကိုးရှိတယ် Ora ta so ta mo. ဘယင်တကာရဲ့ဘယင်ဖြစ်တယ် Me wala so pa khela so pa. အရာခသိမ်းတတ်နိုင်တယ် Mata te khela ge se. အဲ့ဒီဘုံတကိုးအားလုံးကိုနံပါတ်1ကောင်းကင်ဘုံမှာသူစွန့်ခဲ့တယ် Asuk mo Allah ka po khela ge se ini awe party wala le mu ko khela ge se awe ne me no ဖိ gi လိပ္ de. ပိအခန်းကြီး1အငယ်9မှာပါ Awe တယ် ne flower la Philippi sa do ki sa bo nui ne. အဲ့ဒါကိုသူတို့ဂရိစာမှာဆိုရင်ကယ်နိုစစ်လို့ရေးတယ် La hele lo la Greek lo ne ko la kenosis. အရိဘယ်ကသူ့ကိုသူ empty himself လုပ်ခဲ့တာဖြစ်တယ် Akom yo ne awe mak lo gui da party gui da khela ge se ne. ဘုံစည်းစိမ်အားလုံးစွန့်ခဲ့တယ် Awe party wala la po khela ge se le mu ko ne. အဲ့ဒါနံပါတ်1ဖြစ်တယ် Awe ne me no gi de. နံပါတ်2ကဘာလဲ No gi ki ne me nu le. ဖိလိပ္ပိ1အငယ်9မှာပါတယ် Philippi sa do ki sa bo nui ne pa wala be လူ ne. ကဲ့သို့သောအဖြစ်၌မွေးဖွားတယ် Awe he wala di pwa ka nyo so de wala lo do da di pwa ka nyo သူ so. ရဲ့အသက်တာဟာလူတစ်ယောက်လိုပဲ incarnation လူတစ်ယောက်လိုပဲသူခံစားပြီးလောကမှာအသက်ရှင်ရတယ် Awe ta o mu ne he lo do da di pwa ka nyo. No tu ba ko ba di pwa ka nyo so he mu wala. အဲ့ဒါဟေဘရဲအခန်းကြီး1မှာပါတယ် Awe ne pa wala le Hebrew sa do ki ne. လူရဲ့အသွေးသားကိုစောင့်ပြီးလာရတာဖြစ်တယ် He hi ne wala pwa ka nyo tu ti pinya ke go. ဟေဘရဲ1အငယ်15မှာပါတယ် Ya Hebrew sa do ki sa bo de si ye ne pa be ne. ဖယားနဲ့ပတ်သက်တဲ့ Ra ba do si ta la tu su nya lo. သူကားတိုင်းမှာသေတဲ့အခါမှာသူပြောသွားတဲ့စကားကအမှုပြီးပြီ La tu su nya lo ta ka to la ate wala ne me mni le. Ta khela ke se la do pwe do li. ဘယ်အမှုပြီးသွားတာလဲ Ta mnu wi le. မြေကြီးပေါ်မှာသူလှုပ်เสียရှိတဲ့အလုပ်ပြီးသွားတာဖြစ်တယ် La ho ko kla ta la ka ba ma khela ke se ne wi wala ta pwe do li. သခင်ယေရှုလှုပ်တဲ့အလုပ်3မျိုးရှိတယ် Ka sa Yeshu ma wala ta pita ma wala thaglu. 3နေရာမှာအလုပ်လုပ်တယ် Ma wala la ta lo sa do ne. မြေကြီးပေါ်မှာလှုပ်တဲ့အလုပ်ပဲပြီးတာ No ta pita ma la wi li si ta ne me la thela ho ko kla I bo ko ne la. ကောင်းကင်ဘုံမှာသူလှုပ်တဲ့အလုပ်ကအခုထိမပြီးသေးဘူး La mu ko ta pita ma tu kai tu wi di ba. ယေရှုကိုယုံတဲ့လူရဲ့အထဲထဲမှာအဲ့ဒီယေရှုရှိတယ် Wala anna wala Yeshu daga apu ne Yeshu wala. အဲ့ဒီယုံကြည်သူရဲ့အထဲထဲမှာလည်းဒီနေ့ယေရှုကအလုပ်လုပ်တုံးမဲ့ Ya pala anna kasayu ko ga de apu ne Yeshu ma da ti mu sa de nyai. အဲ့ဒါဖိလိပ္ပိ1:73မှာပါတယ် Awene pa wala Philippi ki sabu de sit ne. လူရဲ့အထဲမှာလုပ်နေတဲ့အလုပ်ကမပြီးသေးဘူး Yeshu ma ta la pa daga apu ne tu wi di ba. ကောင်းကင်မှာသူလုပ်နေတဲ့အလုပ်မပြီးသေးဘူး La mu ko na ke ta pita ma tu wi di ba. ဒါပေမဲ့မြေကြီးပေါ်မှာသူလုပ်ရမယ့်အလုပ်အလုံးပြီးသွားပြီ Ba sa la ho ko klai ta la ba ma di ba khela ke ne ma wi li. အဲ့ဒါကိုဘာပြောလဲအမှုပြီးပြီလို့ပြောတာဖြစ် Ko တယ် ne te la li ta khela ke le do pwe do li ne ba la. အဲ့ဒါဘယ်နှမျိုးပြီးလဲဆိုစုစုပေါင်း16မျိုးပြီးတယ် Ta mnu wi le ta pita ma la ho ko klai ne ma wi la khela te si khu li ne lo. ဖယားသခင်ဖန်ဆင်းစားလူဟာဖယားစကားနားမထောင်တဲ့အခါမှာအမင်္ဂလာ16မျိုးဖြစ်သွားတယ်
ขอบละปะฮอกบตโดกันนากษายอกลือวีลอกิเนตาเดบานี่ลอบาตุเวดาตาสุขอตะสิคึกลือ အဲ့ဒီအမင်္ဂလာ16မျိုးစလုံးကိုသခင်ယေရှုကကားတိုင်းပေါ်မှာအသေးခံပြီးဆုံးသက်လိုက်ပြီ No, cross la meta so ko te si khumi lai la tu sunya lo ne ka sai shukri he wala apwe kala gazeli အဲ့ဒီအမင်္ဂလာ16မျိုးပြီးသွားတာ ta so ko te si khumi wili ka sai shukri ma wala အဲ့ဒီအမင်္ဂလာ16မျိုးထဲမှာအနာရောဂါလည်းပါသွားတယ် la te si khu ta so ko te si khumi kla ne ta su da sa pa je အပြစ်လည်းပါသွားတယ် ta de ba pa je စာရန်ကကျွန်တော်တို့ကိုပြစ်တင်ဆွဆွဲတာလည်းပါသွားတယ် sa da pa li pa ka ma pwa ta ka ma ne pa je ကျွန်တော်တို့ခံရမယ့်အဆက်ကွဲခြင်းလည်းပါသွားတယ် ta me sha le pa ka ba tu le ba ne na ke pa je မြေကြီးရဲ့အမင်္ဂလာလည်းပါသွားတယ် ho ko ta so ko le ba na ke pa khu je အားလုံးပေါင်း16မျိုးဖြစ်တယ် khala ka se wala te si khumi ni lo အဲ့16မျိုးကိုညီကုန်းချုပ်လိုက်ရင်လူစီမှာရှိတဲ့အမင်္ဂလာအနောက်လက္ခဏာတွေကိုသခင်ယေရှုကယူသွားတာဖြစ် ko တယ် ne ta so ko te si khumi ola pa da ga pu ne ka sai shukri pwe ke wila li ဟာ hallelujah လေလုယာ amen အဲ့ဒီအမင်္ဂလာ16မျိုးဆိုတဲ့လူစီကအနောက်လက္ခဏာအားလုံးကိုယေရှုကကားတိုင်းပေါ်မှာယူသွားပြီဖြစ်တယ် ako ne ta so ko te si khumi te da pa ine ka sai shukri hi ne wala la tu sunya lo ne hi wala apwe kala ga zeli အဲ့ဒါနံပါတ်3ဖြစ်တယ် awani no gi tha နံပါတ်1ကဘုံစွန့်ခဲ့တယ် der ka ne pa te wala so ko mo la ko la mu ko နံပါတ်2ကလူတစ်ယောက်လိုပဲအသွေးသားကိုစောင်းပြီး incarnation အနေနဲ့လူကိုစားလာနေတယ် khi gar ka ne incarnation hello ro sa di pwa ga nyo tu thi phinya so la ko klai နံပါတ်3ကတော့ကားတိုင်းပေါ်မှာလူခံရမယ့်အနောက်လက္ခဏာ16မျိုးစလုံးသူယူသွားတယ် no gi tha ko ne ka ya me pa ko ka ba tu wala ta so ko te si khumi ne la tu sunya lo ne ma te wala kala ga ze hi wala apwe li နံပါတ်4ကတော့ no gi lui ko ne သေပြီးတဲ့အခါသူပဲသွားလဲ thi wi da wa le phele ka sai shu သခင်ယေရှုသေပြီးတော့ပဲသွားလဲ ka sai shu thi wi le phele တမန်တော်ဝတ္ထုခန်းကြီး1အပိုက်ငယ်31 32မှာပါတယ် mata sat do khi sa bo 30 khi ne phla ba ne သခင်ယေရှုသေပြီးတာနဲ့ဟောမရဏကိုဆင်းသွားတယ် yesu ata ha do wi ne ata wai le wala su pli bu de wala ဟောမရဏမှာသူသွားခံရတယ် da ba le tu wala le pli bu ne ဒါကြောင့်မလို့တမန်တော်2 31 32မှာပါတယ်သခင်ယေရှုကမရဏအထိဆင်းရတယ် ako ne limata sat do khi sa bo 30 khi ne ka sai shu ba le lo wala tu le no la pli bu ne lo တကယ်တော့အဲ့ဒီမရဏကိုသွားမှာကျွန်တော်တို့မဟုတ်လား ano no pa ka ba le la pli bu ne ma ta le na ra ya de me ha အဲ့ဒီမရဏအထိသခင်ယေရှုကကျွန်တော်တို့ကိုစားသွားခံပေးတယ် ka sai shu le do wala ta de ba apwe i le pli bu ne la pa ko ne lo လောကမှာခံရမယ့်ဟာအားလုံးကိုသခင်ယေရှုကကားတိုင်းမှာအပိခံပြီးပြီ la ho ko kla ta la pa ka ba tu ba khela ka se ne ka sai shu tu da la tu sunya lo wi li မရဏမှာခံရမယ့်ဟာကိုလည်းသခင်ယေရှုကသွားခံပေးတယ် la pli bu pata le ba abu le na ke sai shu le do na phane အဲ့ဒါနံပါတ်4ဖြစ်တယ် awani me la no gi lui ဘုံစွန့်တာ1 der ka ne pa te la ka bo အသွေးသားနဲ့လောကကိုကြွလာတာနံပါတ်2 khi gar ka ne he wala li tu thi pinya he lo do da la pa ka nyo ကားတိုင်းမှာအမှုပြီးပြီဆိုပြီးအနောက်လက္ခဏာတွေယူသွားတာနံပါတ်3 le tu sunya bo ka ne ta khela ka se le do pwe do li ne awani me wala no gi tha မရဏအထိဆင်းသွားတာနံပါတ်4 le tu ta ta de ba pwe i ta si lu pwe le la la pli bu ne wani no gi lui လူဟာအဲ့ဒီ၄ခုစလုံးကိုယုံရင် wa ho ko bo min na wala ta lui mi le ne လူကအဲ့ဒီ၄ခုကိုယုံရင် wa ka nyo min na wala ta lui mi ne do လူကအဲ့ဒီ၄ခုကိုယုံရင် wa min na wala ta lui mi ne do ဒုစရိုက်အောက်မှာပဲရှိသေးတယ်လို့ကျမ်းစာကပြောတယ် li so si de la o di da le no ta se kha apu di lo တိကောခန်းကြီး15အငယ်19 da gri lu se do de si ye se bo de si nui ခရစ်တော်သည်ထမြောက်တော်မမူလင်သင်တို့သည်ယုံကြည်တော်လဲအကျိုးမရှိဒုစရိုက်အပြစ်အောက်၌ရှိကြသေး၏ se bo de si nui no do krit me de se de ke ba da tu na ta me ta klok lo do tu o di ma le tu ta de ba apu lo ခရစ်တော်သာပထမြောက်ခဲ့ရင်ကျွန်တော်တို့ဟာဒုစရိုက်အောက်မှာပဲရှိသေးတယ် ka sai su krit me de se de ke di ba do pwe da pu o di da le ta de ba apu ni lo ဒုစရိုက်ဆိုတာဘာလဲ ta de ba ni me ta ni le ဖယားသခင်လိုချင်တဲ့အသက်တာတွေကိုမရောက်သေးဘူးလို့ပြောနေတာ akho pnyo ta o mu le yua lo ba wala paton ni tu di ba ကျွန်တော်တို့ပါဇက်ကဆဲတာတော့မဆဲတော့ဘူးဒါပေမဲ့
ဖျားကြိုက်တဲ့စကားကိုလည်းမပြောသေးဘူးဆိုရင်အဲ့ဒါဒုစရိုက်အောက်လို့ခေါ်တယ် ပထကိုရီပတဆိုတာပါစာရကေတာလက်ကစားရအဲ့တော့ပကတူဆိုလေပတကတူပါနေမေးပူအိုဒီတာလဲတာတဲ့ပါအပူဒီနေလော ကိုယ်မှာရှိတဲ့ငွေကြေးကိုအရက်တောက်တဲ့အထဲမှာတော့မထဲတော့ဘူးဒါပေမဲ့ဖယားနိုင်ငံတော်ထဲမှာလည်းမထဲသေးဘူးဆိုရင်အဲ့ဒါဒုစရိုက်အောက်လို့ပြောတာဖြစ်တယ် ကလိုစီလဲအိုရပါနေပတအောစီလပါမေးတာကေပါစာကင်းနေပတပနေလဲရွာဘောမူဒီပါနေအဝနေပူအိုဒီတာလဲတာတဲ့ပါအပူလော ကျွန်တော်တို့တွေကမကောင်းတဲ့လူတွေနဲ့ပေါင်းပြီးတော့မှအသက်မရှင်တော်လဲပဲဖယားသားသမီးတွေနဲ့ကောင်းတဲ့အသက်တာမှာတွဲမရှင်သေးဘူးဆိုရင်တော့အဲ့ဒါဒုစရိုက်အောက်ကိုပြောတာ ပ ဖြစ် တ တယ် လဲစုပါတာတဲ့ပါဖိုးပတလဲပေါလောတာပါစာကင်းနေပမေတမူဝဲတာလဲရွာပွားကွာမှုကလာဒီပါနေအခေါမြပူအိုဒီလဲတာတဲ့ပါအပူလော ဒီနေ့တချို့လူတွေကပါဇက်ကတော့မဆဲတော့ဘူး နော်ပွားတနော်လဲမှုစနေအထကိုရီတဆိုတာလဲပါ ဒါပေမဲ့ဖယားကောင်းကြောင်းလည်းမပြောသေးဘူး ဘာစာကေကဆာယောအတာကေဝနာကေတဲဒီပါ တချို့လူတွေကဒုစရိုက်လောက်တဲ့လူလဲတော့မပေါင်းတော့ဘူး နော်နေတလဲမာခကူတာတော့ပါမတာတာသောလားပါ ဒါပေမဲ့ဖယားနဲ့အသက်ရှင်တဲ့ယုံကြည်သူလူနဲ့လည်းပြန်မပေါင်းပြန်ဘူး ဘာစာလက်တကပါနေတလဲရင်းစီကောတော့ပါလားနော်အထွေအရွာကလစီကောပါ တချို့လူတွေကအရက်ဆိုင်တော့မသွားတော့ဘူး တနော်တလဲရစီဆိုင်လားပါ ဒါပေမဲ့ဖယားကြောင့်လည်းမရောက်လာပြန်ဘူး ဘာစာကေလက်စရောတဲ့တူတော့ အဲ့ဒါဘာခေါ်လဲ အဝဲနေပကော့ဒီလဲ အဲ့ဒါဘာခေါ်လဲ ပကော့ဒီလဲအိုဒီတာ ဒုစရိုက်အောက်မှာရှိကြသေးဤလို့ခေါ်တာ အို ဖြစ် ဒီ တယ် တာလဲတာတဲ့ပါအပူဒီနေလော ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့ ခုနေတနီရရတော့ဟီပါ ခုန၄ချက်ကိုယုံနေ မကတာလူမီနေပနာလီ ဒါပေမဲ့ထားမြောက်ခြင်းမရှိသေးဘူးဆိုရင်တော့ခရစ်တော်သာမထားမြောက်ရင်ကျွန်တော်တို့ကိုစာတန်ကအချိန်မြဲဒုစရိုက်အောက်ထဲဆွဲခေါ်သွားလို့ရတ ဘာ ယ် စာကေတကယ်ဆက်တဒီပါခရစ်တော်မခရစ်စာခရစ်မတကယ်ဆက်တဒီပါနေတော့မကောလီကေတွီပွားလက်တာတာတော့ဘူးကော့ဆက်တော်တဲ့သေးပါလား အဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာအဲ့ဒီ၄ခုကိုအခြေခံပြီးမှဖျားလိုခြင်းနဲ့အပေါင်းလက္ခဏာဆိုတဲ့ကျွယ်ဝတဲ့ကောင်းကြီးခံစားတဲ့ဖျားနဲ့အတူရှင်သန်တဲ့အသက်တာတွေကိုရောက်ဖို့ကြတော့သခင်ယေရှုရဲ့ထားမြောက်ခြင်းတကိုးကမဆတာဖြစ်တယ် အခုနေလက်တာတို့တဲ့တာလူတီဖို့ခုနေဒီတော့ပကတူတယ်လေယောအတာပါသူပါစခွနေပလို့တာတာကေဆက်တဲ့မှုတော့ကေအစိုးကမောနေလော ယေရှုရဲ့ထားမြောက်ခြင်းတကိုးမရှိကျွန်တော်တို့ကကောင်းတဲ့အသက်တာတွေမရောက်နိုင်ဘူး ယေရှုခရစ်တာကေဆက်တဲ့မှုတော့ကေအစိုးကမောဤမေတ္တော်တော့ပွားနေပတတိလက်တာမူလာကေဝါပူပါ သခင်ယေရှုသာထားမြောက်ခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ကဝိညာဉ်ရေးရတဲ့မှာရှင်သန်လန်းဆန်းတဲ့အသက်တာတွေကိုမရောက်နိုင်ဘူး ကစားယေရှုခရစ်မေတ္တမှုတော်ဒီပါလက်ပူနေတော့ပကောမူလာတာအမူလာအမှုပူနေတဲ့သေးဒီပါ ယေရှုသာမထားမြောက်ဘူးဆိုရင်စာဒမနက်ကကျွန်တော်တို့ယုံကြည်သူရဲ့ခြေထောက်အောက်ကိုမရောက်နိုင်ဘူး ယေရှုမေတ္တကဆက်တဲ့ဒီပါနေနော်ပကနော်စာဒန်ဝိုင်းနေတဲ့တူဝဲလည်းပခောဖောလာသေးဒီပါ သခင်ယေရှုထားမြောက်ပြီးမှဖိလိပ္ပိနှစ်9:30မှာဒီလိုပြောတယ် ယေရှုခရစ်ကဆက်တဲ့ကေဝီမာတော့ဖိလိပ္ပိဆက်တော့ခီးစဘခွီးတစီနေ ယေရှုထားမြောက်ပြီးတဲ့အခါကျမှစာတန်ရဲ့တကောအားလုံးကယေရှုရဲ့ခြေထောက်အောက်ကိုရောက်လာတာဖြစ်တယ် ကစားယေရှုကဆက်တဲ့မှုတော့ကေဝီမာကရက်မေနော်စာဒာအစိုးကမနေတူဝဲလည်းယေရှုအခေါ်ဖောလာနေလော အဲ့တော့ယေရှုထားမြောက်တာကိုယုံကြည်လက်ခံပြီးထိုယေရှုနဲ့အသက်ရှင်တဲ့သူရဲ့အသက်တာထဲမှာပဲယုံကြည်သူရဲ့ခြေထောက်အောက်ကိုစာတန်ကရောက်လာတာ အခုနေနာဝနာဝနေဝီမာကစားယေရှုမေကဆက်တဲ့မှုတော့ကေဝီမာတော့နော်ပွာနာတာအခေါ်ဖောလာနေစာဒာအတာစိုးတိုင်မကိုဖဲနေလော ယောမအခန်းကြီး16အပိုက်ငယ်20မှာပါတယ် လီရိုမေဆက်တော့တစီခုစဘခီစီနေ ဖယားသခင်ကသခင်ယေရှုထားမြောက်ပြီးတဲ့နောက်ပိုင်းမှာယေရှုကိုယုံတဲ့ယုံကြည်သူရဲ့ခြေတော်အောက်ကိုစာတန်ကိုထားပြီးမှယုံကြည်သူကိုနှိပ်စက်ခိုင်းတာဖြစ်တယ်ဟာ အခု လေ လေ လု က ယာ စားရဟေဝရတာခွက်လာရလက်တာခုတာဖို့ကစားနေကမတ်ပွိမကောလီသူခေါ်ဖောလာခေသလီလောဟာလေလုယာ ယေရှုတည်တဲ့အခါမှာစာတန်တကိုးလည်းအလုံးရှုံးသွားတာတော့မှန်တယ် လောကစားယေရှုခရစ်သီဝီလောကိနေမေမကောလီဆိုမခလကယေရှုလီ ယေရှုရဲ့ထားမြောက်ခြင်းကြမှာစာတန်ကယေရှုရဲ့ခြေတော်အောက်ရောက်တာ အော်လေယေရှုကဆက်တဲ့မှုတော့ကေဝီမာဆာတဲ့တူဝဲလေယေရှုခေါ်ဖောလာ ဒါကြောင့်မလို့သခင်ယေရှုရဲ့ထားမြောက်ခြင်းကအင်မတန်အရေးကြီးတယ် အခုလေယေရှုခရစ်တာကဆက်တဲ့ကွဲနေအရိဒိုမ ယေရှုထားမြောက်တဲ့အခါမှာစာတန်တကိုးအားလုံးကိုအပိုင်သိမ်းတဲ့အောင်မြင်တဲ့ license ကိုရတာဖြစ်တယ် ယေရှုကဆက်တဲ့ကမှုတော့ကေဝီမာတော့မကောလီအစိုးမလမနဝဲနေဝဲတာတာဥစားဖဲနေ အခုန၄ချက်ကတော့ပြီးသွားပြီ မကတာလူတီတီဝီလီ ထားမြောက်ခြင်းကတော့ဖယားကအပီးပိုင်အောင်ပြီဆိုတဲ့ license ထုတ်ပေးတာဖြစ်တယ် ဒါကဆက်တဲ့မှုတော့ကေမေကစားရပါဖတ်တော့လက်တာမနေမနေနေလော ဒ
ဒါကြောင့်လို့ဒီမှာရှိတဲ့မိဘများကိုအားပေးခြင်းတယ် အခုနေမောပါဖေးဒီပါတော့ဟေပါသူ တခင်ယေရှုကထမြောက်သွားပြီ ကစားရှုခရစ်ကဆက်တဲ့သမုတော်လီ ဖခင်ကယုံကြည်သူတွေကိုယေရှုအပြည့်အောင်မြင်ပြီးပြီဆိုတဲ့ life ကိုပေးပိုင်ပေးလိုက်တာ က ဖြစ် စား တယ် ရဟေဝရပနာတာသေးပါလဲသူမနာတာလီကောပလကစားရှုကိုနေ ဟာလေလုယာ ဟာလေလုယာ ရှေးယောအခန်းကြီး20ရောက်တဲ့အခါမှာ လီယောအဆက်တို့ခီစီဟဲတူဝရဖဲနေကနေ ယေရှုကိုသင်္ချိုင်းကုန်းထဲမှာသွားထည့်ထားပြီ နော်ပွာလဲပါဝရကစားရှုလက်တာသွားခိုးဘူးလီ မနေ့ကျတော့တပည့်တော်တွေနဲ့မာရီတို့ကသွားကြည့်ကြတယ် ဝခေါ်နေအပလေပေါ်ဒီပါနော်မာရီဒီပါဟဲကွာဝရတာသွားခိုးနေ ဒါနဲ့မာရီကသင်္ချိုင်းကုန်းအဝကိုရောက်တယ် နော်မာရီဟဲတီလတာသွားခိုးခိုးတော်လီ ဒါနဲ့အထဲထဲမှာသခင်ယေရှုအလောင်းကိုကြည့်တော့မတွေ့ဘူး ဟဲတူဝရကွာဝရတာပူနေတတိကစားရှုခရစ်ဆိုလပါ ဒါနဲ့ပဲမာရီကအဲ့မှာငိုနေတယ် နော်မာရီဟောဝရဖဲနေ ဒါနဲ့အဲ့မှာကောင်းကင်တမန်နှစ်ပါးကမာရီကိုပြောတယ် တော့ဖဲနေကလူခီကနေဟဲအိုဖလာတော့တဲပါနော်မာရီနေ ဘာဖြစ်လို့ငိုနေတာလဲ ပါမင်းနော်ဟောလေ ကျမသခင်ကိုသူများတွေမသွားပြီ ပွာကေပွာဆော့ကွေရကစားလီတဲ့ဗလား ဒါနဲ့အနောက်မှာသခင်ယေရှုကထမြောက်ပြီ တော့ကစားရှုကဆက်ဆက်ဝီလီ သူ့အနောက်ကနေသူ့ကိုလမ်းခေါ်လိုက်တယ် လာအဝဲလော်ခီနေကောဝရနော်မာရီနေ နေဘာဖြစ်လို့ငိုနေတာလဲလို့လှမ်းမေးလိုက်တယ် တော့တိကွာပါမင်းခုနပါဟောလေ ဒါနဲ့မေးလိုက်တဲ့လူကသခင်ယေရှုဆိုတာကိုအဲ့ဒီမိမမသိဘူး တော့ကစားယေရှုကောက်ကလည်းအလော်ခီနေပုံမှုတကကြီးတင်ညာပါ ဒါနဲ့ तू ကဘာပြန်ပြောလဲဆိုတော့ကျမသခင်ကိုဘယ်ပျောက်သွားမှမသိလို့ပါတဲ့ တဲဝဒီရကစားလေဟာမဖဲနေတင်ညာခုလောတဲ့ဗလား तू ကအဲ့ဒီဥယျာဉ်မှာအလုတ်လုတ်တဲ့ဥယျာဉ်ဆောင်တယောက်ယောက်မေးတယ်ထင်နေတာ तू ကအ ဝဲဆုမနပွာကွာတာတာလောအကလူတော့အတဲတာတော့နေ ဒါနဲ့ဒီတစ်ခေါက်တော့ယေရှုကသူ့နာမည်ခေါ်လိုက်တယ်မာရိလို့ခေါ်လိုက်တယ် တော့တဘလုံးကြီးကစားရှုကောဝရမီလာနော်မာရီယ အဲ့ကျမှမာရိယာဟာဒါကဥယျာဉ်ဆောင်အတန်မဟုတ်ဘူးသခင်ယေရှုအတန်ပဲဆိုချက်ချင်းလှည့်ပြီးမှရဘူနီလို့ပြောလိုက်တယ် တော့ဖဲနေမှာတော့နော်မာရီသိနော်တော့တာဝိတ်တမေပွာကွာတာတာလောကလူပါမေယေရှုကလူလောတတိယနေကွာဝရကောတယ်လေရာဘူနီနော် ရဘူနီဆိုတဲ့အဓိပ္ပာယ်သခင်လို့ပြောတာဖြစ်တယ် ရာဘူနီနဲ့ခမယောကစားတယ်ဗလား ပြေးပြီးတော့မှမာရိယာအရောက်ဝမ်းတာတယ်ယေရှုကိုပြေးပြီးဖတ်တော့မလို့ တော့နော်မာရီစုခုသခုတော့မကလည်းဖို့ဟူဝရကစားရှုနေ ယေရှုကချက်ချင်းအဖက်မခံဘူးသူ့ကိုတားလိုက်တယ် ကစားရှုတော်ဝရတပဖို့ဟူသားတကယ် ဘာဖြစ်လို့ယေရှုအဲ့မှာဘာပြောလဲဆိုရင်ယောဟန်20:19မှာ တော့ယေရှုတဲဆလိုက်ဒီလေလေယောခီစီစပုတ်စီနွီးနေ ယေရှုကလည်းငါ့ကိုမဖတ်နဲ့အောင်ငါဒီခမီးတော်ထံသို့မတက်ရသေး ယေရှုစီပါထွတ်ရတကယ်ရတလေထော်တိပါစုရပါအိုပါ ငါ့ကိုမဖတ်နဲ့အောင် နော်တပဖို့ရတကယ် ငါယေရှုစီသွားရအောင်မယ် ယေကပါလက်ထော် ယေရှုစီကိုငါ sorry ငါခမဲတော်စီသွားရအောင် ယေ မယ် ကပါလက်ထော်စုပါဝရီ ငါခမဲတော်စီမတက်ရသေးဘူး ရတလေထော်ပါတိစုပါဝရီပါ ယေရှုထမြောက်ပြီးတဲ့အခါမှာ ကစားယေရှုကဆက်တကေဝီနေ ခမဲတော်စီအရင်သွားရတယ် ဘာလဲစုပါအိုဆို သူ့ရဲ့အသက်တာကိုခမဲတော်ကိုအရင်သွားပြီးဆက်တာရတယ် ဘာလဲပါဖလာတော်ဝရအတာအမှုလဲပါအိုဆို ခမဲတော်ကိုဆက်တာပြီးမှခမဲတော်စီကနေဘွဲ့အသစ်10ခုကျော်ပြန်ယူလာတယ် တော့လေတော့ပါဖလာတော်လာဝီမတော့နေပါဝရတာလောတာလာအသောခတ်စီပလေ ယူလာပြီးမှတပည့်တော်တွေစုနေတဲ့နေရာကိုသွားလိုက် တော့ဝီမတော့ဖဲအပလေပေါ်ဒီပါအဖို့အမေညာနေလေပါဖလာတော်သားပဲနေ အဲ့ဒီနေရာကိုရောက်ပြီးတဲ့အခါကျမှယောဟန်20အငယ်22မှာ ယောဟာဆက်တော့ခီစီစပုတ်ခီစီခီနေ အဲ့ဒီတပည့်တော်တွေအပေါ်မှာသူကမှောက်လိုက်တယ် တော့အဝဲဦးလူလောဝရနော် မှောက်လိုက်တာ သားသဖို့တော်ဝရလည်းအပလေပေါ်ဒီပါလို့ သင်တို့တန်ရှင်သောဝိညာဉ်တော်ကိုခံကြလို့ပြောလိုက်တယ် စီပါအော်တို့နေသဆောဆွီတကေတဲ့ဝရ အဲ့ဒါပါလေယေရှုထမြောက်ပြီးမှ အဝဲအီမေယေရှုကဆက်တဲ့သမှုတော်ကေဝီလောခီနေ ဖြစ်လာတဲ့အရာဖြစ်တယ် ဒါလည်းအကဲတော်သေးပါ သူ့ရဲ့အသက်တာဘွဲ့10ခုကျော်ထပ်ရသွား အဝဲအတာအမှုနေအားတော်လာလောလာတစီပလေနေလော ယေရှု9မျိုးဖြတ်တန်းတယ် တော့ကစားယေရှုလက်ခေါပလို့တာယေမီ နံပါတ်1ဘုံစွန့်တယ် တေရခါပါတိဝရအလာကဘော နံပါတ်2လုံးလုံးလူရဲ့အသွေးသားနဲ့လာတယ် ခီကရကဟေဝရဒီတူတီပညာဆို နံပါတ်3လူခံရမဲ့အတုလက္ခဏာအလုံးကိုယေရှုခံတယ် တေရခါကတာလပွားဟောကဘောကဘာတူတာစီပါခဲလကစေကစားယေရှုတူဝရလိုဝ နံ ရ ပါတ်4လူပေးဆက်ရမဲ့မရဏအထိသူသွားတယ် နော်ဂီလူလပွားကဘောကဘာတူဝရလရတာတာဘောဒီအဝဲလက်တူတာတာဘော နံပါတ်5
သေခြင်းကနေထမြောက် နော်ကြီးရဲ့အဝဲကဆက်တဲ့သမှုတော်ကလေဒါသိနေလား ပြီးမှအသက်ရှင်တဲ့အသက်တာကိုခမဲတော်ကိုသွားပြီးဆက်တာ ဝီမာအတမှုတော်ကလေးအသလအမှုတော်ကလေးနေပါလေလူတော်ဝရပါလေပါဖလာတော်ဝရလဲယူရမညာ ဆက်တာပြီးပြန်လာတဲ့အခါကျတော့ဘွဲ10ခုကျော်နဲ့ပြန်လာ လေပါဖလာတော်လဲပါကစားရဝီနေဟဲကီကလေးနေပါကလေးတာနော်တာလောတာလာအသောအခါတစီလေ အဲ့ဒီအချိန်ကျမှစာတမာနတ်နဲ့နာမရှိသမျှယေရှုခြေတော်အောက်ကိုရောက်သွားတယ် ဖဲနေခါမှာကရက်မေမကောလီအဆိုးကမောတာမီကခက်လကစနေအိုရလဲအဝဲခေါ်ပေါ်လာတယ်နော် အဲ့ဒီယေရှုကသူ့ရဲ့နာမနဲ့သူ့တကိုယ်သူတယောက်တည်းကိုယ်ပိုင်ယူမထားဘူး ယေရှုတကအီလာအမီတော်အတာနေဆုနေကမောခက်လကစနေတဟီလာကစားတာဝဲထဲတကောပါ သူရတဲ့အောင်မြင်ခြင်းကိုသူကိုယ်ပိုင်တယောက်တည်းတကိုယ်ကောင်းဆံပြီးမသိမ်းထားဘူး အဝဲနေပါဝဲတာအတမနေမနေတပါခါဝဲလဲကစားကောအေရာထဲတာကစားတတ်မေပါ အဲ့ဒီယေရှုထမြောက်တဲ့ယေရှုကသူရထားတဲ့ဘွဲနာမရဲ့တကိုယ်အကျိုးအားလုံးကိုဒီနေ့ယုံကြည်သူကိုခံစားစေခြင်းနဲ့ဟာလေ ခုနေ လုယာ ယေရှုလဲအနေပါဝဲတာတာဆိုတာမောခက်လကနေအေရာလဲပနာတာကောကတဲ့ကနေပါဝဲတာဟာလေလုယာ သူရထားတဲ့ဖျားပေးထားတဲ့နာမဖျားပေးထားတဲ့ဘုံတကိုယ်ယုံကြည်သူကိုပါပေးလိုက်တယ် အခုနေတာလာဝဲနေပါဝဲတာတာလာတာပေါ်တာဆိုတာမောခက်လကစနေဟေဝဲတာစူပါလာနာတာတိပါကောကတဲ့ဝ ယေရှုလောကမှာ33နှစ်ခွဲရှင်တုန်းကပြောတဲ့စကားနဲ့ကောင်းကင်တက်ပြီးဘွဲယူပြီးပြန်လာမှပြောတဲ့စကားလုံးဝမတူတော့ဘူး ယေရှုအမွေရာအနိသစီသနီတဲ့တဝါလာအတဲတာလာဟောကိုကလဆက်တော်တော့လေတော်လမှုကိုမနေတာဝီလော်ကီအကီတဲတာခိကလေတလောကနော့ဆက်လာပါ ဘာမတူဘူးလဲဆိုတာအခုဖတ်ပြမယ် တော့တာလာတလောကပါနေမင်းလေက ယော ဖ ဟ တ်ပြ န်20 23မှာပါတယ် လီယိုအဆက်တို့ခိစီအဆက်ဖို့ခိစီသနေပတိပါပဲလေ လုံးဝမတူတော့ဘူး တလောကလပါ အရှင်ယေရှုလောကမှာ33နှစ်ကျော်အသက်ရှင်တယ် ကဆိုင်ရှုမူတေဝလာဟောကလေသစီသနီတဲ့တဝါ အဲ့ချိန်မှာယေရှုပြောတဲ့စကားနဲ့အခုပြောတဲ့စကားလုံးဝမတူတော့ဘူး လောဟောကိုကလဝဲမူကအဆက်တော်ဝဲကတိုတာလာမာနတာသီဝီလော်ခိနေတလောကနော့ဆက်လာပါ ယောဟန်20 23ဖြစ်တယ် လီယိုအဆက်တို့ခိစီဆက်ဖို့ခိစီသနေ အကျဉ်သူ၏အပြစ်ကိုသင်တို့လွတ်လျင်ထိုသူသည်အပြစ်လွတ်လျက်ရှိ၏အကျဉ်သူ၏အပြစ်ကိုသင်တို့တီးဆဲလျင်ထိုသူသည်အပြစ်တီလျက်ရှိသည်ဟုမိန့်တော်မူ၏ ဖဲတာဝါအတကမလသီပလာအော်ဒဖာနေကဘာပလာခွီအော်လောတော့ဖဲတာပွာအတကမလသီဟိကာအော်ဒဖာနေကဘာဟိကာအော်လော ဒီနေ့ခရစ်တော်ကအပြစ်လွတ်ပိုင်ခွင့်အပြစ်တီပိုင်ခွင့်ရှိတယ် တနည်းရိုက်ကစားယေရှုခရစ်နော်ပါပလာအတကမသေးတော့ဆက်ကတကမသေးတော့ အဲ့ဒီလိုမျိုးဘွဲနာမကိုသူယူထားတာ နော်တာနေဆုနေကမဝဲနေပါဝဲတာ လူတစ်ယောက်ကိုအပြစ်လွတ်ပိုင်နဲ့အပြစ်တီပိုင်နဲ့ ဘွာတကားနေအဝဲပလာဝဲတာတကမသေးသွနေပါဝဲတာတကမသေးစီကောလော အဲ့ဒီဘွဲနာမကိုယေရှု၌စက္ကပ်ပြီးယေရှု၌တီးပြီးအသက်ရှင်တဲ့သူကိုအဲ့နာမရဲ့တကိုးကိုပေးလိုက်တယ် မီဝဲအဆုကမနေဟေဝဲတာပွာလာမူဝဲတာအသနေတာတော့နာဝဲတာကဆိုင်ရှုခရစ်ဒီပါအိုနေလော ဆိုတော့ယေရှု၌တီးပြီးအသက်ရှင်တဲ့သူဟာယေရှုရထားတဲ့အရာကိုရယူတောင်းပိုင်ခွင့်ရှိတယ်ဟာ ဟုတ်တ လေ ယ် လု ပွာ ယာ လာအမူပွာလာအနာဝဲတာကဆိုင်ရှုဒီပါနေပါဝဲတာသူ့ပါဝဲတာအခွဲ့ဝဲတာလဲအတဆိုးတာမော်ဝဲနေလော ထားမြောက်တဲ့ယေရှုကသူ့ဘွဲနာမရဲ့တကိုးကြီးခြင်းအရာကိုသူ့ကိုစီးကပ်တဲ့သူကိုပေးပိုင်နေတွေ့လား ယေရှုလာအမှုတော်တကဤလတာလာအယူအလောလာတဆိုးတာမော်လာပူနေဟေဝဲတာစီကောလဲပွာလာဆုကိနာကိတာဒီပါအော်နေ ထို လော ယေရှုရဲ့ကြီးမြတ်တဲ့နာမထဲမှာသင်အသက်ရှင်မယ်ဆိုရင်သင်ကဒူးစရိုက်အောက်မှာမရှိတော့ဘူးဒူးစရိုက်ကသင်ခြေတော်အောက်ရောက်သွားပြီဖြစ်တယ် ယေရှုလာအမှုတကဤအမီဘူးနမဲမူနေနေတာလက်မခက်လကစနေအိုရနဲ့ခေါ်ဖော်လာလီဟာလေလုယာ အရင်တော့ကလူတွေကမူရစေဝါရဲ့ကြေးကျွန်အောက်ရောက်နေတယ် လဲညာပွာအားကတူဝဲတာလဲတမူတာပွာအကူပွာဖော်လာနေ ငွေကြေးရဲ့ကြေးကျွန်ဖြစ်နေတယ် တော့ကဲတော့ဝဲတာကလိုဆေအကူ အနာယောဂရဲ့ကြေးကျွန် ကဲ ဖြစ် တော့ နေ ဝဲ တ တာ ယ် တဆုတာစာအကူ စင်ရဲ့ကြေးရဲ့ကျွန်ဖြစ်နေ တော့ တ ကဲ ယ် ဝဲတာတာဖော်တာရကူ ဘဝမှာစောက်ရှောက်ကြီးရဲ့ကျွန်ဖြစ်နေတယ် လောတာဝမှုဘူးနေရှူလဲလောအကူနေပါတူဝဲတာ ဒါပေမဲ့ထိုကြီးမြတ်တဲ့ယေရှုရဲ့နာမပေခြင်းကထမြောက်ပြီးမှကောင်းကင်အဖစီကဘွဲယူလာတဲ့ယေရှုနာမထဲမှာသင်အသက်တာစီးကပ်ခြင်းရှိရင်အခုန
ကျေးကျွန်အောင်ရောက်နေတဲ့အရာတွေအားလုံးကကိုချရာအောင်ပြန်ရောက်သွားတယ် အခုနဲ့ယေရှုလာအမီလိုဝဲအစုကမောလာအမနတာစီတကကြီးလာအနေကလာကတာဆိုတာကမောဤနမေသနေတာနေတော့တာလေအကဲဒကဲကုနာခက်လကစနေကတူတိုင်းလည်းနခေါ်ဖော်လာခက်လကစလောအာမ ဒါ င် ကြောင့်မလို့တိတိကျကျတိကော15အပိုင်ငယ်19မှာပြောထားတယ် အခုနဲ့တေဝရလော်တီလော်ဆယ်လက်တဂရီသူဆက်လို့တစီရဲ့ဆက်ဖို့တစီနွိနေ ယေရှုမထမြောက်ခဲ့ရင်သင်တို့ကဒုစရိုက်အပြစ်အောက်မှာပဲရှိသေးတယ်လို့ကျမ်းစာကပြောတယ် အော်ခရစ်မေတကယ်ဆက်တော့ကေပါတော့သူနာတာမီတာကလကလသူအိုဒီမလက်တိတတဲ့ပါဘူးလို့တဲ့လား ဒါကြောင့်အခုသင်တစ်ချိန်လုံးကဒုစရိုက်အောက်မှာရှိတယ်မဟုတ်လား အခုနဲ့တဘလုံးနိုအိုလက်တတဲ့ပါနော်တာဆက်ကဖော်လာတယ်မယာ တချို့တွေကအရက်ရက်ကြေးကြိုအောက်မှာရောက်နေတယ် နော်အိုလက်တာမူတာပေါ့အခု တချို့ကအကျွေးရဲ့ကြေးကြိုဖြစ်နေ တ တယ် နော်ကေဝရတာတိတာကမအခု တချို့ကအနာရောဂါရဲ့ကြေးကြို တ ဖြစ်နေ နော်ကေဝရတာဆုတာစာအခု ဒါပေမဲ့ပေခြင်းကထားမြောက်တဲ့ယေရှုရဲ့ထားမြောက်ခြင်းတကိုးထဲမှာသင်ရဲ့အသက်တာရှိသွားမယ်ဆိုရင်အဲ့ဒီအရာတွေရဲ့ကြေးကြုံကနေသင်လွတ်သွားမယ် ဘာသာတာဦးမေအိုရလာယေရှုခရစ်လာအမနတာစီကဆက်တဲ့ကလာတာမှုအစုကမောနေတော့တာခက်လကစနေကဟက်တီဝရလည်းခေါ်ဖော်လာတော့ ဘာဖြစ်လို့လဲ ဘာမနုခိုးလဲ ဘာဖြစ်လို့လဲ ဘာမနုခိုးလဲ အဲ့ဒီခရစ်တော်ကိုသေခြင်းကထားမြောက်စေတဲ့ဖခင်ကသေသွားတဲ့ခရစ်တော်ကိုထားမြောက်စေတဲ့ဖခင်ကသင်အထဲကိုအဲ့ဒီဖခင်ရောက်လာလို့ပဲဖြစ်တယ် ဘာမနုခိုးလဲယွာလာအလူကဆက်တဲ့ကေကစားခရစ်တကကြီးလက်တာစီနေတော့တာဆိုတာကမောဝဲဟက်တီဝရလည်းနပူခိုးနေလော အဲ့ဒီဖခင်ကသင်အထဲကနေပြီးတော့သင်ကြုံခံနေတဲ့အရာတွေကသင်ကိုဆွဲနှုတ်လိုက်တာဖြစ်တယ် တော့ယွာတကကြီးနေကထုတော်ကွီနာလည်းကူလောတာကဲကူလောလောအိုလည်းနပူလေအဝဲကမဆန်လာလော ဒါကြောင့်သင်ကိုတစ်ချိန်ကဒူးစရိုက်ကနိုင်ရင်အခုယေရှုထားမြောက်ခြင်းတကူနဲ့သင်ဒူးစရိုက်ကိုစကားပြောပါ အခုနေတဘလောနော်တာလက်ပါဝဲမိမနနေတော့ခဲဤဒီတင်ညာရိုက်ကတိုတာတော့တာလက်ပါတွေပါလက်ကဆိုင်ရှုခရစ်ဆိုမောမီနေ ဆူတောင်းဖို့ကျွန်တော်မပြောဘူး နော်တမေလေးတဲလက်ကပါခေပါတူပါကောပါ ဆူတောင်းတာတက်တက် တာခေပါတူပါလေအိုရလော အခု ဆိုတ ယေ ကား ရှုရဲ့ထားမြောက်ခြင်းတကိုးရဲ့ရောက်သွားရင်ဆူတောင်းဖို့မပြောဘူး ခဲဤတူလနိုအိုတူလီလာယေရှုခရစ်တာကဆတ်တော့တမှုတော့ကေဆိုမောလီနာတဲလက်တာတူပါပါ တစ်ချိန်တော့သင်ကိုနိုင်ခဲ့တဲ့သခင်တွေကိုသင်အခုယေရှုထားမြောက်ခြင်းတကိုးနဲ့အမိတ်ပေးလို့ရပြီ တဘလောပါလာမနတေနာတာလက်ပါအတမနနာတိပနေခဲဤလက်တာကဆတ်တော့တမှုတော့ကေဆိုမောနေနကတိုတာတော့ဝဲသေးလား အရက်ရဲ့ကြေးကြိုသင်ဖြစ်နေလား နော်နကဲတော့ဝဲတာမူတာဘောအခုပါခွာ ဖျားသခင်ကျွန်တော်ကိုအရဲ့ကြေးကြုံကကေမတော်မူပါအဲ့ဒါပြောဖို့မဟုတ်ဘူး တမေလည်းကတဲလကဆာယောမဆာယာဒီတော့ရကတူပလိုက်တော့ကွီလာတော့တာကဲကူလာတာအိုစီအိုလာဖော်လိုက် အဲ့ဒီအရက်နဲ့ပတ်သက်တဲ့အရာကိုသင်အမိတ်ပေးလို့ရပြီ တာလဘခရတာမူတာဘောလမတီတာနေနေဟေအတာကလေးသေး သေခြင်းကထားမြောက်တဲ့ယေရှုနာမနဲ့နေ့ကငါအမိတ်ပေးတယ်နင်ဟာဒီနေ့ကနေစပြီးဒီအရက်တောက်တာဟာငါရဲ့တခင်မဟုတ်ဘူးထွက်သွားအမိတ်ပေးပါ ခုနေနမောနကဟီလောတာကလူနကခွန်မေောလောတာမူတော့ကတော့အစုကမောယေရှုခရစ်အစုမခုနေရကတူတာရထောတာနေတဲတဲတော့ ဘယ်အနာယောဂဖြစ်တယ်ဖျားသခင်ကျမတို့ဒီယောဂပေးပြောက်ပါအဲ့လိုပြောဖို့မဟုတ်ဘူး တာဆုဒါဆာမေကိုကဆာယောမပလဲလက်တာစားတခိုင်တမေလည်းကတဲဒီနေကောပါ အဲ့လိုပြောတာမားတယ်လို့ပြောနေတာမဟုတ်ဘူးနော် တဲဒီနေကမာရီရတဲ့ပါ ဒါပေမဲ့ယေရှုရဲ့ထားမြောက်ခြင်းတကိုးကသင်အသက်တာထဲမှာဝန်ခံပြီးသွားမယ်ဆိုရင်အဲ့ဒီအနာယောဂကိုသင်စကားပြောယေရှုရဲ့ထားမြောက်ခြင်းတကိုးနဲ့ဒီအနာယောဂငါအမိတ်ပေးတယ်ထွက်သွားဒီမှာမလာနဲ့အမိတ်ပေးလို့ရ အခုနေယေရှုအတာကဆက်တဲ့မှုတော့ကအစုကမောမေအိုလနပူလေတော့နကတိုတာဒီနေနမလိုဝဲတာဆုတာစားဝဲနေနမလိုဝဲတာဆက်ကဝဲနေသေးတော့ ဒါကြောင့်မလို့ယေရှုကိုထားမြောက်စေတဲ့ဖခင်ကသင်အထဲထဲမှာလဲအဲ့တကိုးကိုထဲလိုက်ပြီးဖြစ်တယ် အခုနေယေရှုလာယွာလာအလိကဆက်တဲ့ယေရှုတကကြီးအစုကမောနေအိုဝဲတာလည်းနပူယွာပန်းနေဝဲတာလည်းနပူစေကောလီ ဒါဆိုသင်ဘယ်အရာရဲ့ကြုံဖြစ်နေလဲ မေမေဒီနကဲကူဖဲလေတက အဲ့ အခု ဒီ လေ ယေရှုနာမနဲ့ပြောလေ တဲအော်လိုက်ကဆာယေရှုအမိခုနေ ဒါမှနောက်ဆုံးကြားပိုက်တစ်ပိုက်ကိုဖတ်မယ် အခုနေဒီစောစီလက်ခိတဲ့ဆက်နေကဖပြတယ် ယောမအခန်းကြီး8အပိုက်ငယ်7ဖြစ်တယ် လီရိုမေဆက်တို့ခေါ်ဆဘိုတစီတာ ထိုမြတ်မကယေရှုကိုသေခြင်းမှထမ်းမြောက်စေတော်မူသောဖယားဤဝိညာဉ်တော်သည်သင်တို့ထဲ၌ကိန်းဝတ်တော်မူလျင်ခရစ်တော်ကိုသေခြင်းမှထမ်းမြောက်စေတော်မူသောဖယားသည်သင်တို့အထဲ၌ကိန်းဝတ်သောမိမိဝိညာဉ်တော်အဖြစ်ပေတက်သောသင်တို့ဤကိုယ်ကာယကိုပင်ရှင်းစေတော်မူပြီ ပွာလာအလိကဆက်တဲ့ယေရှုလက်တာစီတကအသမေဝဲဆိုလသီဘူတော်ပွာလာအလိကဆက်တဲ့ခရစ်လက်တာစီနေကမမူတော်ကေသူနောခိုလအတိသေးလာအသလာဝဲဆိုလသီပူအခုလော
ခရစ်တော်ကတည်သွားခဲ့တယ်မဟုတ်လား ကစားယေရှုခရစ်သည်မယာ တည်သွားတဲ့ခရစ်တော်ထဲထဲမှာဖယားသခင်ကဝင်ပြီးအဲ့ခရစ်တော်ကိုထမြောက်စေတယ်မဟုတ်လား ကစားခရစ်သည်ဝီတော့ကစားယောမမှုတော့ကနာကြီးအော်တယ်မယာ ခရစ်တော်ကတည်ပြီး ကစားခရစ်သည်လီ ဒါပေမဲ့ဖယားကသူ့ကိုတည်ခြင်းကနေပြီးတော့မှပြန်ထားစေတယ်မဟုတ်လား ဘာသာယောတုကဆက်တကလက်တာသီးတယ်မယာ အဲ့ခရစ်တော်ကိုတည်ခြင်းကဆွဲထူလိုက်တဲ့ဖယားကဒီကနေ့ယေရှုကိုယုံကြည်လက်ခံတဲ့သူကိုလည်းဒုစရိုက်ထဲကနေဆွဲထုတ်ပြီးလို့ကျမ်းစာကပြောနေတာဖြစ် ခွ တ နဲ့ ယ် လီစောစီတဲဝနာယောတကလည်းအတုလူမှုတော့ကနာကြီးခရစ်တကကြီးအသွနေယောလည်းဝလည်းနပူနေကထုတော်နာတော့ကလူမှုတော့နာစေကောလော ဒီနေ့ယုံကြည်သူများဘယ်ဒုစရိုက်ထဲမှာတည်နေလဲ တနိညာဤပွားနာတာတိပါမေသီဝဲလာတမီမီလဖက်တလည်းပါဖက်လက်တခါဘူးလေ အရက်ဆိုတဲ့ဒုစရိုက်ထဲမှာတည်နေလား မေလတာဆက်ကလည်းတမှုတာပေါ်ဘူးဟာ တချို့တွေကလည်းစဉ်းစားတယ်ငါဘွားကတော့အရက်သမားနေမလွတ်တော့ပါဘူး အာတနဆုမရရတောင်မှုတညောလပါလက်တာဝစီဝဲတမင်းလည်းထူလက်ကသေးလပါ ငါတော့တည်တဲ့အထိရက်တောက်တော့မှာပါ ရဲဒီကပါအော်တာလေးစီစီလော တချို့တွေကလည်းအော်ငါဘွားကတော့ဒီကင်ဆာယောဂါနေမလွတ်တော့ပါဘူး အာတနနောနေအိုခေဆာတာသာတခိုင်ဒီတမင်းလည်းကပူရရလပါ ဦးလေးလည်းကင်ဆာနဲ့သေတာပါ အာရဖတ်တိနာကေသီလခေဆာရာ အော်ငါတို့ဘွားလည်းကင်ဆာနဲ့သေတာ ရ ပါ ဖီနာကေနေသီလခေဆာရာ ပြောရင်းနဲ့တော့မှငါဖိုက်ကနာလာပြီ ရတဲ့ရပါချတော်လီ အော်ငါလည်းကင်ဆာနဲ့သေမှာ ရ ပါ လာကေဆာရကသီလော ကင်ဆာထဲမှာပဲဘဝကိုအရှုံးပေးနေလား နေဟေတာရှုလခေဆာပူနေလော အရက်သမားဘွားကမလွတ်ဘူးဆိုပြီးရှုံးပေးနေလား အခုနေထူပလက်တော့လက်တာမူတာပေါ်တဲ့သေးလပါခုနေကဟေရှုလော ဒီယောမ87မှာဘာပြောလဲ လီရိုမေခွတ်တစီတဲ့တယ်လီလေ ဒုစရိုက်ကနိုင်ပြီးသေနေတဲ့လူတွေစိတ်ဓာတ်မချနဲ့ အခုနေပွာလာအသီးဝလက်တလည်းပါဘူးဒီပါနေတဲ့ဘာသာစီတကယ် အဲ့ဒီခရစ်တော်တော်မှသေသွားပြီ ကစားခရစ်မနဲ့သီလီ အဲ့သေသွားတဲ့ခရစ်တော်တော်မှဖယားသခင်ကသူ့ကိုဆွဲထူလိုက်ပြီ ကစားခရစ်လာအသီးတကယ်မနဲ့ကစားရလူကချက်တကယ်သေးတာ အဲ့ဒီခရစ်တော်ကိုသေခြင်းကဆွဲထူတဲ့ရှင်စေတဲ့ဖယားကိုယ်တိုင်ကကျွန်တော်တို့ကိုလည်းပေတက်တဲ့ဒုစရိုက်ကနေပြန်ဆွဲထူပြီးလို့ပြောနေတာဖြစ်တယ် ယောလာအလူကချက်တကယ်ခရစ်တကယ်ဤနေပွဲလာလာအသီးလက်တလည်းပါဘူးလေပိုင်ယောတကယ်နေထူတော့တကယ်ပါစကောလေလီဆိုစီဝိုက်တယ်ဝလား ဖယားကတင့်ကိုဆွဲထူပြီးလို့ပြောနေတာနော် ကစားယောကတူကချက်တနာလီတယ်ဝလား အဲ့ဒီကင်ဆာတွေကနေတင့်ကိုဖယားကဆွဲထူပြီး လောခဲစားဘူးနေကစားယောတူတော်လာလီ ဟောအရက်သမားဘွားကနေဖယားကဆွဲထူပြီး လောတာမူတာပေါ်ဘူးနေကစားရတူတော်လာလီ ဟောအကျွေးတင်နေတဲ့ဘွားကနေဖယားကတင့် လော ကိုဆွဲထူ နေ ပြီး ကဘာဘူးနေကစားရတူတော်လာလီ မိုးလင်းမိုးချောင်းငိုပဲငိုနေတဲ့ဝမ်းနဲ့ချင်းကနေဖယားကဆွဲထူပြီး စာတော်လောက်ကိုတူလာဟာဘာဟောမရတာမူနေကစားတူတော်လာလီ ဖယားကတင့်ကိုဆွဲထူနေပြီမဲ့ ကစားရတူတော်နာပါဆန်လာခဲ့တယ် တင်ကထူတာကိုလက်မခံတာ နဲနေတူလောပါကစားရတူတော်နာနေ အဲ့ဒါဘာခေါ်လဲသိလားလဲနေတယ်မခေါ်ဘူးကိုကကိုလဲပလိုက်တယ်လို့ အ ခေါ် ဝဲ တယ် နေတမင်လဲပွာလဲအလော်ခီပါမင်းမေခေါနေမလော်ခီတာခေါ်တာနေ လဲနေတဲ့လူကိုထူကြည့်သူထားလာတယ် တော့ပွာလဲအလော်ခီကနေမင်းလဲဝီဆက်တယ်ဝဲကဆက်တယ် သူကလဲတာမဟုတ်ဘူးတမင်တကလဲချတာ ပွာတကလေးတမင်လဲအလော်ခီပါအိုးတာပါလော်ခီတာအိုးအဲ့တော့လည်းလော်ခီကြနေ तू ကဘလောက်ထူထူ तू ကိုယ်တိုင်ကပြန်ဆွဲထားတာ တော့ပွာဝီတော့ခက်လက်ကဲစဒီလေကအဝဲအဲ့တော့လော်ခီတာအလော်နေလော ဘလို့မှဆွဲထူထူမထားဘူး ထူတော့ဒီလေနာခင်းနေအဝဲတကယ်ချပါ ဒီမှာကြည့်လဲချတဲ့လူတစ်ယောက်အကြောင်းနမူနာပြမယ် ကဲကွာတယ်ပကရဲ့အဲ့တော့ဒီနေသူလဲပွာလဲအလော်ခီတကအကေ ကျွန်တော်ကလဲနေတာမဟုတ်ဘူးဒူးစရိုက်ထဲမှာထားကိုမထားချင်တာတမင်တကလဲချတာ ရဲအောင်နေတမင်လဲရလော်ခီပါလဲရတဲ့တော့ကဲဆက်တက်ကြီးလဲတလော်ဖဲနေပါကို ကျွန်တော်အဲ့လိုလဲချပြီဆိုရင်ဥမာဒီမှာဆရာတော်ကြီးကျွန်တော်လာထူကြည့် ရဲခိုင်းနေလော်ခီလီကဲရကလေးဝီတော့လဲဝီတော့တနေပါအဝဲမိုသားလော်ခီတာဖဲလော ကျွန်တော်ကမထားမထားချင်တာ အဝဲတဲ့တော့ကဲထပါ အဲ့ဒါဘာလဲအတိတ်ပဲ အဝဲနေခေါ်မြုံးလဲ လဲတာမဟုတ်ဘူး တမင်လော်ခီပါပွာဝင်းနေ တမင်တကလဲချတာ အဝဲအဲ့တော့ဟိုးလာလဲဖဲနေလောဝဲနေ အဲ့ဒီလဲတာကိုအရသာခံနေတဲ့ခရိယန်တွေ အခုနေပွာခရစ်ဘောလာအဲ့တော့မူလာဝလဲတလော်ခီဘူးဒီဖဲနေ တော့မထားမှာမဟုတ်ဘူး တဲ့တော့ကဲဆက်ထပါ ငါတို့ကလဲနေတာမလဲချတာမဖြစ်အောင်လဲနေတာဖြစ်အောင် တော့ပွဲတာဒီမှာပလော်ခီလက်ပကွီဆက်တော့ကောလားတမင်လဲပဲအဲ့တော့တလော်ခီနေပါ လဲရင်တော့ဖယားရှင်သင်္ကွိုင်းကနေဆွဲထူလိုက်မယ် 哦，那没老给那个啥呀？个为啥的给那的？ ဒီနေ့အရက်ထဲမှာလဲနေလား 等你家一来当不打包不能老给瓜 ခ。ရစ်တော်ကိုထားမြောက်စေတဲ့ဖယားကအခုတင့်ကိုပါအဲ့အရက်ထဲကနေဆွဲထူနေတယ် 有啊，那那个啥的给亏的个一年，个那个啥的给那来当不打包不能了，哈利路 ယော 亚 ဂ。ထဲမှာလဲနေတဲ့တင့်
တင်ကိုခရစ်တော်ကိုထမ်းမြောက်စေတဲ့ဘုရားကယောဂတွေကတင်ကိုဆွဲထုတ်လိုက်ပြီ ယူလာဒီကဆက်တဲ့ခရစ်တကကြီးနဲ့လက်တာဆုတာစားဘူးနဲ့ဝက်ကဒီကဆက်တဲ့စကော ဒါကြောင့်အဲ့ဒီယောဂကိုတင်ပြောလိုက်ငါနဲ့ အခု ဆွဲ နေ ဖို့ တဲတာဆုတာစားမယ်လက်တပါခရရပါ အဲ့ဒီအယက်မပြတ်တဲ့ကိစ္စကိုပြောလိုက်အဲ့ဒီအယက်ငါနဲ့မဆိုင်ဘူး ဘာလာဖြတ်သီးတယ်နေမှာတဲောနာရရတပါခပါ အဲ့ဒီအထဲကနေယေရှုကိုထားမြောက်စေတဲ့ဘုရားကငါ့ကိုဆွဲထုတ်ပြီ အခုနေယူလာဒီကဆက်တဲ့ခရစ်တကကြီးနဲ့ဒုဝိဆက်ရစကောလို့တဲ့ ဒါကြောင့်မို့ယေရှုထားမြောက်တဲ့အခါမှာသင်တို့ကိုပါတပါတဲ့ဘုရားကထားမြောက်စေပြီဖြစ်တယ်ဟာလေ အခု လု နေ ယာ ယေရှုကဆက်တဲ့သူနဲ့ကမာမှုတော့ကသူနော်ကိုလာအစီသေးစကောလို့တဲ့ ဒီနေ့ခရိယန်တွေကယေရှုထားမြောက်တာပဲလာကြည့်တာ တနည်းရိုင်းကစားခရစ်ဘုရားဟဲကွာဝဲတာကစားရှုကဆက်တဲ့ ယေရှုပဲထားတော်မဟုတ်သင်ကိုလည်းဘုရားဆွဲထုတ်ပြီလေ တမေတဲ့ယေရှုတကဘာနာနာကကစားရကဝိဆက်ရလီ တချို့တွေကယေရှုထားတော်ကိုပလင်းကြိုက်ပြီးတော့ကြည်နေတာ တနော်နာနဲ့ကစားရှုကဆက်တဲ့နေမာရပတိတကိုလာကွာဝဲတာ ယေရှုတော့ထားပြီငါကတော့အစာယောဂနဲ့သေတော့မယ် ကစားယေရှုကဆက်တဲ့လီမေမေယာလေးကသီတော်လေလက်တဆူလာစားခွနေ ယေရှုထားတာဒီနေ့မဟုတ်ဘူးကြားလာပြီ ယေရှုကဆက်တဲ့တမေတနည်းရိုင်းပါဖားကြီးလီ ထားရမှာနင်း တနည်းရိုင်းပါလကပါကဆက်တဲ့နေ ဘု နာ ရားကိုပြောလိုက်ဘုရားက ဟာလေလုယာ ဆွဲပြီ တဲပါလည်းခနဲ့တနည်းရိုင်းရောနာဟောပါလက ဘု ပါ ရား က ကို ဆက်တဲ့ ပြောလိုက်သင်ကိုဘုရားကယောဂကနေထားမြောက်စေပြီ တော့တဲပါလည်းခနဲ့ကစားရမှာဘလာလီလက်တကဆက်တဲ့နေလီဟာလေလုယာ အာမင် အာမင် အဲ့ဒါယေရှုထားမြောက်ခြင်းကကျွန်တော်တို့အတွက်ဖြစ်တယ် အခုနေယေရှုတကဆက်တဲ့ကနေလက်ပကောလော ဒါကြောင့်ဒီကနေပြန်တဲ့အခါမှာစကားပြော အခု တာ နေဘယ်နာဟာတော့ဘိနေကတူတာ ကိုမဘာဘယ်အရာနဲ့လဲနေလဲ နော်ဘလော်ကီလတာဖဲလေတခါအဖော်လာလေ ဒီကနေပြန်စကားပြောပါ နေမကင်းနေကတူတာ အဲ့ယောဂကနေငါ့ကိုယေရှုထားမြောက်စေပြီ နော်လက်တဆူစားဤပူနေကစားရောဒီကဆက်တဲ့ရတွေ့တော့ရလီ အဲ့ဒီမကောင်းတဲ့အသက်တာကနေယေရှုငါ့ကိုထားမြောက်စေ လက် ပြီ တော်မူလတကေတပါပူနေကစားရောဒီကဆက်တဲ့ရလီ ငါယေရှုအပြည့်အသက်တာအသက်ဖြစ်ပြီ ယေလေယေရှုကိုနေယနေဝတော်မူတော်လီ ဟာလေလုယာ ဟာလေလုယာ အားလုံးပြားခင်ကောင်းကြီးပေးပါစေ ဟောရဆွေပါဒီကောလည်းတကေဒါဘလူလမ